အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ပြမယ်အကြောင်းအရာလေးကကျွန်တော်တို့ကိုယ့်ရဲ့ Facebook account ကိုအခြားလူတွေဝင်သုံးနေလားအခြားကွန်ပျူတာတွေအခြား device တွေနဲ့ဝင်သုံးနေလားဆိုတာကိုစစ်ဆေးတဲ့ဒီလမ်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ Facebook app ထဲကိုဝင်လိုက်ပါ Facebook app ထဲကိုဝင်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီဘာချင်းအသစ်တွေမှာဆိုလို့ရှိရင်သူ့ရဲ့ icon လေးတွေကအောက်ဘားကိုရောက်နေတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့တွေကကိုယ့်ရဲ့ profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်profile ကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘယ်ဘက်အပေါ်နားမှာရှိတဲ့ menu လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးပါ menu ကိုနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးမြင်တွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကိုသွားမလဲဆိုလို့ရှိရင်ကျွန်တော်အခုပြတဲ့နေရာလေးကိုကျွန်တော်သွားပေးပါဒီနေရာမှာကျွန်တော်အနီလေးနဲ့ပြပေးထားတာဖြစ်ပါတယ်အဲ့ဒီကောင်ကိုတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆုံးမှာ setting ဆိုတာရှိပါတယ်เนาะဒီမှာ setting ဆိုတာရှိပါတယ်အဲ့ဒီ setting ကိုကျွန်တော်တစ်ချက်နှိပ်ပေးပါကျွန်တော်မြားလေးထပ်ပြီးတော့ထိုးပြပေးပါမယ် setting ကိုနှိပ်ပေးပါsetting ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးမြင်တွေ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီနေရာကိုရောက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က account center ကိုဝင်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ account center ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြားလေးထပ်ပြီးတော့ထိုးပြပေးပါမယ်account center လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါ account center ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့အဲ့ဒါ password security တွေရှိမယ်အများကြီးပေါ့เนาะကျွန်တော်ဒီနေရာမှာအများကြီးရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တွေက password and security ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်နှိပ်လိုက်ပါ password and security ကိုနှိပ်တဲ့အခါမှာကျွန်တော်တို့ဒီမှာဘာတွေမြင်ရလဲဆိုလို့ချင်း chain password chain တဲ့နေရာတွေရှိမယ်ပြီးလို့ချင်းကျွန်တော်ဒီမှာ two step ခံတဲ့နေရာတွေရှိမယ် verifying လုပ်တဲ့နေရာတွေရှိမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီနေရာလေးကိုတစ်ချက်ဝင်ပေးလိုက်ပါအခုကျွန်တော်ဒီမှာအနီရောင်စာတန်းလေးနဲ့ကျွန်တော်လုပ်ပြမယ်ပြီးလို့ချင်းမြားလေးထပ်ပြီးတော့ထိုးပြမယ်ပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုလို့ချင်းကျွန်တော်ရဲ့ဒီမှာဒီလိုမျိုးအကောက်ကိုမြင်တွေ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလက်ရှိသုံးနေတဲ့ကျွန်တော်ရဲ့ device ပေါ့နော် this device ပေါ့နော်ကျွန်တော်ရဲ့ device ရှိတယ်အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတခြား device တွေပေါ့နော်ဒီမှာတခြား device တွေရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာအခြား device တွေမှာဆိုလို့ရှိရင်ဝင်ထားတဲ့အချိန်တွေပေါ့နော်ဝင်ထားတဲ့အချိန်တွေရှိမယ်ဒီမှာဆိုလို့ရှိရင်သူဝင်ထားတဲ့အချိန်တွေရှိမယ်သူ့ရဲ့ location ရှိမယ်သူဘယ်နေရာနေပြီးတော့ဝင်တယ်ပေါ့နော်အဲ့ဒါတွေကျွန်တော်တို့ပြပေးလိုက်မယ်ပေါ့နော်အဲ့ဒါတွေပြပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကွန်ပျူတာနဲ့ဝင်ထားတာဆိုလဲကွန်ပျူတာနဲ့ပေါ့နော်ကွန်ပျူတာနဲ့ဝင်ထားတာတွေရှိတယ်အဲ့လိုမျိုးကျွန်တော်တို့ပြပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီဟာတွေကကျွန်တော်တို့ကိုယ့်ရဲ့ဖုန်း device တွေမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဖုန်း device တွေမဟုတ်ဘူးကိုမဟုတ်တဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ select to log out ဆိုပြီးတော့ကျွန်တော်တို့ဒီမှာရွေးလိုက်ပေါ့နော်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကိုဟာလား log out လုပ်ချင်တဲ့ device တွေကိုကျွန်တော်တို့ဒီမှာလာပြီးတော့ device လုပ်လို့ရတယ်ပေါ့နော်ဒီ log out လုပ်ပြလိုက်လို့ရတယ်log out လုပ်ပြပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် select ပေးတယ်ပြီးလို့ရှိရင်ဒီမှာ log out ကိုနှိပ်ပေးလိုက်ပေါ့နော် log out ကိုနှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်သူကlog out ဖြစ်သွားလိမ့်မယ်ပေါ့နော်ကိုကဒီမှာ log out ဖြစ်သွားလိမ့်မယ်ဒါကကြတော့ကျွန်တော်ရဲ့ဒီ device တွေမှာပဲပေါ့နော်ကျွန်တော်အတိ device တွေမှာပဲပြန်ပြီးတော့ဝင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့မလုပ်ပြတော့ဘူးเนาะ PC ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာWindows PC မှာဆိုလို့ရှိရင်လည်းကျွန်တော် set ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့မလုပ်ပြတော့ဘူးအဲ့တော့ဒီမှာ select ပေးပြီးတာနဲ့ log out လုပ်လိုက်တယ်ဆိုလို့ရှိရင်သူ့ဟာသူအလိုလို log out သွားမှာဖြစ်တယ်အဲ့တော့ဒီလို log out ပြီးသွားပြီဆိုလို့ရှိရင်ရောကျွန်တော်တို့လုံခြုံပြီလားဆိုတော့မလုံခြုံသေးဘူးကျွန်တော်တို့ကဒါ password chain တင်တယ်ဆိုလို့ရှိရင် chain ပြရမယ်Gmail chain တင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ chain ပြရမယ်ပေါ့နော်ဒါမှပဲကိုယ့်ရဲ့ဒီ Facebook account ကလုံခြုံမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီလိုမှကျွန်တော်တို့တွေကမစစ်ဆေးကြည့်ဘူးဆိုလို့ချင်းကိုရီးယားအခုနောက်ပိုင်းမှာဆိုလို့ချင်းကျွန်တော်တို့ဟာလာဒီ Facebook ကနေပြီးတော့ Facebook account ကနေပြီးတော့တိုက်ရိုက်ဝင်ငွေချနေတဲ့သူတွေလည်းရှိတာဖြစ်တဲ့အတွက်စစ်ဆေးသင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါဆိုလို့ချင်းတော့ကိုယ့်ရဲ့ Facebook account ကဘယ်နှယောက်သုံးနေတယ်ဘယ်ဖုန်းတွေမှာသုံးနေတယ်ဆိုတာအားလုံးပဲစစ်တတ်ကြလိမ့်မယ်လို့ထင်ပါတယ်ပြန်ပြီးတော့စစ်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ